ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်သူမစ္စတာယုံကြီးဟာတနေ့မှာသူအရင်ကတည်းကသဘောကျနေခဲ့တဲ့ရွှမ်းဝမ်ဆိုတဲ့မိန်းကလေးကိုမတော်တဆပြန်တွေ့လိုက်ရတဲ့ရွှမ်းဝမ်ဟာသူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ရေရေမောမောစကားပြောနေတာဖြစ်ပြီးသူတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာငယ်ရွယ်နှုတ်ပြတဲ့တက်ကြွမှုတွေကအထင်သာပေါ်လွင်နေတဲ့စီးပွားရေးလောကထဲမှာပဲအချိန်ကုန်ဆုံးနေရတဲ့အားရအတွက်တော့ဒါကိုမြင်ပြီးစိတ်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်။သူဟာဒီလိုလွတ်လပ်ပေါ်ပါတဲ့လောကကြီးနဲ့အလန့်ဝေးကွာနေပြီလို့ခံစားလိုက်ရတာပေါ့။ယုံကြီးကသူ့ရဲ့ပါတနာစီကနေကော်ဖီလမ်းယူလိုက်တဲ့အချိန်မှာပဲရွှမ်းဝမ်ရဲ့အကြီးကလည်းသူ့စီရောက်လာတဲ့ထိပ်တန်းကုမ္ပဏီနှစ်ခုရဲ့ပါတနာတွေဖြစ်တဲ့ခံရယုံကြည်မှုရှိတဲ့ယုံကြီးနဲ့ရင်းချက်စမတ်ကြတဲ့အမျိုးသမီးပါတနာတို့ဘေးချင်းရှင်ရနေတာကိုကြည့်ပြီးရွှမ်းဝမ်ဟာသူတို့ရှေ့မှာကိုတိမ်ငယ်စိတ်ဝင်သွားမိတယ်။တကယ်တော့ယုံကြီးဟာလုပ်ငန်းနယ်ပယ်မှာဩဇာကြီးမားတဲ့ထိပ်တန်းကုမ္ပဏီရဲ့ပါတနာတူပါ။ရုံးမှာတော့သူ့ကိုပွန့်ပွန့်လင်းလင်းပြောဆိုတတ်တဲ့ပစ်ဖော်လို့လူသိများကြတဲ့ယုံကြီးဟာရွှမ်းဝမ်တို့ကုမ္ပဏီကဝန်ထမ်းပေါင်း800ကိုတရက်တည်းနဲ့အလုပ်ထုတ်ပစ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာပဲဘသူ့ကိုမှမကြောက်တတ်တဲ့ရွှမ်းဝမ်နဲ့သူထိတ်တိုက်တိုးပါလေရော။ယုံကြီးရဲ့အတွင်းရေးမှုကအလုပ်ထုတ်ပယ်တဲ့စာချုပ်ကိုလာပေးတဲ့အခါရွှမ်းဝမ်ကမတုံ့လို့ပဲသူမအနေနဲ့ဥပဒေကြောင်းအရရင်ဆိုင်သွားမှာဖြစ်တယ်လို့အလုပ်လက်မဲ့ထောက်ပံ့ကြေးကိုလည်းရအောင်ယူမယ်လို့ပြက်ပြက်တသားပြောလိုက်တယ်။မန်နေဂျာကသူမကိုဖြောင်းဖျဖို့စူးစမ်းပေမဲ့ရွှမ်းဝမ်ကအဲ့ဒီမန်နေဂျာလွန်ခဲ့တဲ့တစ်လကလက်စားခဲ့တဲ့အထောက်ထားသူမမှာရှိကြောင်းအရေးအမွှဲပြောလိုက်တာကြောင့်မန်နေဂျာတယောက်ချက်ချင်းနှုတ်ဆက်သွားရပါတယ်။ယုံကြည်ပြန်ခါနီးမှာရွှမ်းဝမ်ကအခွင့်အရေးကိုအရယူပြီးသူ့စီကနေအလုပ်နဲ့ပတ်သက်တဲ့အကြံဉာဏ်တောင်းလိုက်တဲ့အချိန်ကိုတန်ဖိုးထားဆုံးဖြစ်တဲ့ယုံကြည်တယောက်မရက်ပဲသွားတော့မယ်လို့အားလုံးကထင်နေကြပေမဲ့သူရက်ဆောင်ပေးခဲ့တဲ့သူကအစီရင်ခံစာတွေကအားနည်းချက်တွေကိုတစ်ခုချင်းထောက်ပြပေးပြီးရွှမ်းဝမ်ကိုအခြေအနေပြောင်းလဲနိုင်ဖို့အခွင့်အရေးပေးခဲ့တဲ့မိနစ်အနည်းငယ်အတွင်းမှာပဲရွှမ်းဝမ်ကအစီအစဉ်အသစ်နဲ့ပြန်လာပြီးသူမရဲ့အရေးချင်းကိုတက်တည်ပြနိုင်ခဲ့တယ်။ဒါပေမဲ့ပြဿနာကသူမရဲ့ယာတုဟာတခြားသူတွေနဲ့ထပ်နေတာကြောင့်အလုပ်ထုတ်ခံရဖို့ကတေချာတလောက်ရှိနေတာပါ။ယုံကြည်ကသူမရဲ့အရေးချင်းကိုသဘောကျသွားပြီးသူ့ရဲ့လိပ်စာကပ်ကိုပေးက Mass Wall မှာအင်တာဗျူးလာဖြစ်ဖို့ဖိတ်ခေါ်ခဲ့တဲ့အင်တာဗျူးနေ့မှာနယ်ပယ်တီတီကထိပ်တန်းလူတွေရောက်နေကြပြီးရွှမ်းဝမ်ဟာအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့နောက်ဆုံးအဆင့်မှာအရွေးမခံခဲ့ရဘူး။သူမကတော့ယုံကြည်နဲ့နောက်ထပ်ဆုံတွေ့ခွင့်မရှိတော့ဘူးလို့စိတ်ထဲကနေဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကံကြမ္မာကတော့တခြားစီပါ။ရွှမ်းဝမ်ဟာတကယ်တော့ယုံကြည်ရဲ့အချစ်တော်ခွေးလေးအယ်ဖာကိုနေတိုင်းလမ်းလျှောက်လိုက်ပေးရတဲ့ဒေါ်ဝေါကတယောက်ဖြစ်နေခဲ့ပါတယ်။ယုံကြည်အိမ်မှာမရှိတဲ့အချိန်တိုင်းရွှမ်းဝမ်ကအိမ်ရှိကနေစောင့်နေတတ်ပါတယ်။ယုံကြည်ဟာသူ့ရဲ့ကိုယ်ပိုင်နယ်မြေတွေကိုသစိမ်းတွေဝင်တာမကြိုက်ဘူးဆိုတာသိထားတဲ့အတွက်သူမဟာအိမ်ထဲကိုဘယ်တော့မှမဝင်ပါဘူး။ဒါပေမဲ့တနေ့မှာတော့အယ်ဖာကကြည်ကြပြီးအပြစ်မထွက်ဘူးလို့ဆွညင်းနေတာကြောင့်ရွှမ်းဝမ်လည်းဖက်နှက်ချွတ်ပြီးအိမ်ထဲကိုတိတ်တိတ်လေးဝင်သွားခဲ့ရတယ်။အိမ်ရဲ့ယူရှင်ပြီးခံရတဲ့အပြင်စင်ကိုကြည့်ပြီးဒါဟာအေးဆက်ဆက်နိုင်ပြီးလူနဲ့ခက်ကွာကွာနေတတ်တဲ့ယုံကြည်ရဲ့ဇယိုက်တိုင်းပဲလို့သူမခံစားလိုက်မိတယ်။အဲ့ဒီနေ့မှာပဲအယ်ဖာကလမ်းလျှောက်ရင်းတခုခုမှားစားမိပြီးတတိလစ်သွားတယ်ရွှမ်းဝမ်ကချက်ချင်းပဲတိရစ္ဆာန်ဆေးရုံကိုခေါ်သွားပြီးပိုင်ရှင်ကိုဖုံးဆက်လိုက်ပါတယ်ယုံကြည်ဆေးရုံရောက်လာတဲ့အခါကျမှပဲအယ်ဖာရဲ့ပိုင်ရှင်နဲ့ပစ်ဖို့ဟာတယောက်တည်းဖြစ်နေမှနှစ်ယောက်လုံးတည်သွားကြပါတော့တယ်အယ်ဖာကြောင့်သူတို့နှစ်ယောက်ပို့ပြီးနီးစပ်လာကြတယ်ရွှမ်းဝမ်ကအလုံးနဲ့ပတ်သက်တဲ့မိကုန်းတွေမေးတဲ့အခါမှာလည်းယုံကြည်ကဝင်မလေးပဲအကုန်ကူညီပေးခဲ့တယ်ရွှမ်းဝမ်ကဆရာကြောင့်သမီးအိမ်မက်မက်ရဲလာတာပါတနေ့မှာသမီးလည်းဒီလုပ်ငန်းနယ်ပယ်ရဲ့ထိတ်ဆုံးမှာရက်တည်ချင်ပါတယ်လို့ပြောခဲ့တယ်ကျေးဇူးဆက်တဲ့အနေနဲ့ရွှမ်းဝမ်ဟာအယ်ဖာကိုအရင်ကထပ်ပို့ပြီးဂရုစိုက်ပေးခဲ့တယ်တနေ့မှာတော့ယုံကြည်ကခီးကနေတရက်စောပြီးပြန်ရောက်လာတယ်တကားဖွင့်လိုက်တဲ့အချိန်မှာပဲရွှမ်းဝမ်ဟာအရန်ပင်ပန်းလုံးလို့ဆိုဖာပေါ်မှာအိပ်ပျော်နေတာကိုသူတွေ့လိုက်ရတယ်ရွှမ်းဝမ်နိုးလာတော့အရန်လန့်သွားပြီးသူမအိတ်ခမ်းထဲကိုမဝင်ခဲ့ပါဘူးလို့ပြတလဲရှင်းပြရှာတယ်အဲ့ဒီနောက်ပိုင်းမှာတော့ယုံကြည်ကသူမကိုအလုံးနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့တာကြောင့်ရွှမ်းဝမ်ရဲ့အရေးချင်းတွေတိတိတတ်တာတိုးတက်လာခဲ့ပါတယ်အဆုံးမှာတော့သူမဟာအင်တာဗျူးဖြေစရာမလိုပဲ Mass Wall မှာအစမ်းခံဝင်ဖို့အခွင့်အရေးရခဲ့ပါတယ်ဒီသတင်းကိုကြားရတဲ့အခါရွှမ်းဝမ်အရန်ဝမ်းသာသွားပြီးအဝိစားတစ်တွေဝဲကယုံကြည်ရဲ့အိမ်ကိုအယ်ဖာနဲ့အတူပျော်ရွှင်မှုတွေဝေမျှဖို့ရောက်လာခဲ့တယ်ဒါပေမဲ့ယုံကြည်ကတော့